အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်ဆက်ပေးချင်တဲ့ဇလန်းလေးကတော့6လခန့်ဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဇလန်းစာကိုလာရွှေတို့တရားခံဖမ်းလာတာကားရှိရသားနဲ့စီသေးကြီးလို့ဆိုပြီးယထာနဲ့သွားဖို့ဘူရာခေါ်ချလာတာတရားခံကယထာမစီးကြလို့ဆိုပြီးသူတို့တွန်းပြီးတော့တနက်ကြီးတွေကားပြီးလိုက်တာတော်သေးတယ်နိုင်ငံခြားကပြန်လာတဲ့စုံထောက်ရွာထားခြေတော့ခံပြီးပြင်းပေးလိုက်လို့တရားခံကိုမိသွားတာအဲ့တော့မှလေးစားတဲ့ငါးရော်တယ်ဆိုပြီးရဲဦးတင်မင်းနဲ့တွေ့တင်မင်းကလည်းသူတို့နိုင်ငံခြားပြန်စုံတော့တယောက်သူတို့စီရောက်လာတာအားရှိတယ်တို့အကြာကြီးခံတယ်လို့လို့ပြီးသူတို့မျိုးကမမိသေးတဲ့လူသားမှုတွေကအတူပူးပေါင်းဖြည့်ရှင်းဖို့တိုင်မင်းလိုက်တယ်အဲ့ဒါသူတို့တိုင်မင်းနေတော့ရှိသေးတယ်ဂျေဇာလူသားသမားမောင်စောကစီစံအိုင်နဲ့လူလိုက်တန်နေတာအိုးမမောင်စောဂျပန်ခေတုံးကတော့ DDCB ဂျေဇာလူသားတော်မှာစီစံအိုင်နဲ့အိုးမအဲ့ဒါနဲ့ကိုလာရွှေတို့လည်းအလုပ်တွေရှုပ်ကုန်ပြီးလူသားသမားကပြီးတော့ကိုလာရွှေတို့ဘာသဲလွန်စားမှမရနိုင်ဘူးအဲ့ဒါသူတို့ကသာဘာသဲလွန်စားမှမရတာအောင်ဖြူဖြူကတာမိုးကနေရောက်ချလာပြီးလူသားပွဲသားလုပ်တဲ့ဥပွင့်ကိုအလုပ်လာတာအမှားသူတို့ကဒေါ်လာနဲ့ပဲလက်ခံတယ်ဆိုလို့သဆန်ရောတတ်ရမယ်ဓာတ်ပုံရောပေးပြီးပြန်ချလာတာတရမယ်လူကသူ့ကိုယ်သူဖြစ်နေတာနဲ့ဥပွင့်တော့အံ့ဩသွားတယ်မကြဘူးနောက်နေ့ချောင်းအောင်ဖြူဖြူလုံးလုံးနဲ့တယောက်တည်းပတ်ထိုးနေရင်စုံထောက်ရွာထားနဲ့သွားထိုးတော့ငနေကစော်လေးမူမှန်တာသိပြီးနောက်ကစော်လိုက်တာနှစ်ဖက်မိပါများအမှုထားတဲ့ရှေ့ရောက်မှမိသွားပြီးဘာတွေဖြစ်နေရလဲဆိုမှဒီလိုဒီကြောင်ဆိုပြီးသူ့ဖြစ်စဉ်ကိုပြောပြလိုက်တယ်အမှန်တော့သူကနေမကောင်းလို့ဆိုပြီးဆရာဝန်လာပြတာအဲ့ဒါဆရာဝန်ကစေနာတွေပို့ပြီးဆေးစစ်ပြလိုက်တော့သွေးကင်သာဆိုပြီး6လပဲခံတော့မယ်ဆိုတာနဲ့ငနေမှလည်းစိတ်တွေထိကြပြီးသူ့ကိုယ်သူလည်းတတ်မသေးရတော့လူသမားငှားလိုက်တာကိုသူ့လိုက်တန်နေလို့ပြေးနေရတာဆိုတော့ကိုလာရှိုလဲကြောင်သွားတယ်တေးချင်းတို့လူသမားငှပြီးဘာလို့ပြေးရတာလဲဆိုတော့ဆရာဝန်နိုင်တူးကြောင်တာဆိုပြီးဖြည့်ပြန်ရောဟိုမှာဆရာဝန်ကသွေးစစ်တာလွယ်တာပလင်ချင်းမားလို့ဆိုပြီးလာတောင်းမယ်နော်အောင်ဖြူဖြူကလူသမားတော့ငှပြီးတော့ဒီလောက်လုံးနေတာဖေးကင်စာဖြစ်เสียလားအဲ့တော့ဆရာဝန်လောက်တာနဲ့အကုန်ရှုပ်ပုံပြီးကိုလာရှိုတို့ကလည်းပွဲစားဥပွင့်ကိုဖမ်းမယ်လို့ဥပွင့်ကလည်းဖားတော့ဖားသည်ဘူးသူကကြိုသေးသွားပြီအသက်ခံလိုက်ရလို့မာကဒေါ်လာနဲ့သာယူတာတနက်ပြချတော့စောင်းတော့လွယ်အဲ့တော့စုံနောက်ကလည်းသူ့နောက်လိုက်ဖြစ်တာဘိုးတွေလင်းလိုက်ချိုးလိုက်ဖြစ်ပြီးငနဲ့လွတ်သွားရောလွတ်သားပြီမဲ့ရွာထားကအရန်လုံးနဲ့အောင်ဖြူဖြူကိုစိတ်မချတော့အိမ်ထိလိုက်ဆောက်ရှောက်ပေးလိုက်တယ်ဟိုမှာစုံတော့တွေပိုင်ချမ်းအမအောင်ဖြူဖြူလည်းလုံးလုံးနဲ့ပဲကျေးဇူးတွေတင်ပြီးငနဲ့ကလည်းဆေးတောင်တုပ်ပေးနေသေးတယ်ဟိုမှာကိုလာရှိတို့ငချောက်ဖို့နဲ့ချတောင်းဝင်ကြည်ချမ်းငချောက်ဖို့မဟုတ်ရင်ချအသုံးထူတာဟိုမှာဘလို့နဲ့အောင်ဖြူဖြူကလုံလိုက်လူသမားကလည်းလူသက်လိုက်နဲ့ဟိုမှာတော်တတာအဲ့ဒါလူသမားပါဆိုရှက်ကီမာတို့ဖွဲ့ကမိုက်ချေခွဲလို့ချင်းလင်းဒူးဒူအတဝကျွေးထုတ်လိုက်သေးတယ်ပြီးတော့အောင်ဖြူဖြူကိုတတ်ဖို့ဘီယာနဲ့အားမွေးလိုက်ပြီးမနက်ကျတော့ street ရဲ့ fight နေပြန်ရောအမှာသူ့နာမည်ပြောင်းကကြားကြီးဆိုပြီးအတုံးတီးနေတာတီးနေကရွာထားတို့ကရောက်လာတော့ရွာထားကိုပါစိန်ခေါ်တာငနေကလည်းနိုင်ငံခြားပြန်ဆိုတော့မောင်စောကိုဝင်တီးတာမောင်စောတီးကခံရတော့အနက်ကောင်တွေရောက်လာလို့တော်သေးတယ်အဲ့ဒါနဲ့အောင်ဖြူဖြူလည်းငနေကိုကြက်မှုတွေသဘုံထိုးစိန်မကောင်းမှုတို့ပေါ်ပြစ်တို့လုပ်ပြီးစုံတော့ကချက်ချင်းကောင်းသွားရောကောင်းတဲ့ပြင်နိုင်ရီဘာတွေလက်ဆောင်ပေးပြီးဇက်ရှိန်တန်ဒီကမှာအမှုပေါ်လို့ဆိုပြီးဖုန်းလာနဲ့တွားထားလေအောင်ဖြူဖြူကိုတနတ်ပေးပြီးအရေးပေါ်လက်တာနိုင်အောင်မှာအလိန်ဖြစ်နေတာသိပြီးအောင်ဖြူဖြူစီအရင်ပြန်လူသမားကတော့ဆိုပြီးရောက်ချလာလို့တနတ်မယူပဲပြေးတာဟိုငနဲ့ကကွက်တိတွေဖြစ်ပြီးတီးမဲ့အကြံကမှာအနက်ကောင်တွေထက်ရောက်လာပြီးချင်းလင်းတွေဒူးကြပြန်ရောအဲ့ဒါသူတို့ကလည်းဒူးအောင်ဖြူဖြူကလည်းအတော်ဝင်လုံးပြီးပြေးနေရှုပ်ကုန်ပြီးဟိုမှာဟိုလေးကောင်ကသူများကြီးလာသေးနေတော့တရေတွေတောက်လဲ6တော့မယ်ဘလို့နဲ့ကိုလာရှိတို့လည်းမောင်စောတကောင်နဲ့တိုင်ပတ်နေပြီးတခြားမှုတွေမလိုက်တော့ဘူးမောင်စောကလည်းရိုးရိုးမရတော့ဖီယာမူသားတွေကျင်ပြီးအောင်ဖြူဖြူကိုတီးဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒါသူထက်လဲတဲ့ရွာထားကလည်းသပင်တူဆိုပြီးငနေကိုစောထိုးလိုက်တာဟိုးမှလူသက်သမားမချောက်ဖို့မှမသိရေခဲချောင်းမှမသိနဲ့မသားတွေပေါ်ပြီး6လပဲခံတော့မယ်ဆိုတဲ့အောင်ဖြူဖြူလဲရွာထားကောင်းမှုနဲ့အသကုံးတွေခံရင်ပြီးဆုံးသွားပြီးအသက်ပြောတာပါဟိုမှာပေးချင်တဲ့ message ကတော့ဖီယာမူသားထက်သပင်တူကပိုးဆွမ်းတယ်ဆိုတာပါပဲဟိုမှာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ